TIS gateway ကို internet နဲ့ချိတ်ဆက်နိုင်စေရန်အတွက် gateway ရဲ့ IP address ကိုသင် project မှာအသုံးပြုမဲ့ router ရဲ့ IP address နဲ့တူညီတဲ့ range အတွင်းမှာရှိဖို့လိုအပ်ပါတယ်။တူညီတဲ့ range အတွင်းမှာရှိစေဖို့နည်းလမ်းနှစ်ခုရှိပါတယ်။ IP configuration ကို DHCP ချပေးပါ။သို့မဟုတ်တူညီတဲ့ range အတွင်းမှာရှိတဲ့ fixed IP တစ်ခုကိုကိုယ်တိုင်အဆိုင်ချပေးပါ။ဒီ setting တွေကို save တဲ့အခါ error message တစ်ခုကြားလာပါလိမ့်မယ်။ security ဘိုင်းအရ TIS gateway IP address, server address ဒါမှမဟုတ် password လိုမျိုးအရေးကြီးတဲ့ပြင်ဆင်ချက်တွေကို gateway ပေါ်မှာရှိတဲ့ PRG reset ခလုတ်ကို physically နှိပ်ပေးမှသာပြင်ဆင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ PRG reset button ကို9စက္ကန့်ကြာအောင်ဖိနှိပ်ထားပြီးမှ save ကိုနှိပ်ပါ။ save successful message ပေါ်လာပါလိမ့်မယ်။ဒီ system ကိုအဝေးကနေထိန်းချုပ်ဖို့သို့မဟုတ် programming လုပ်ဖို့ဆိုရင် server information ကိုသတ်မှတ်ပေးဖို့မဖြစ်မနေလိုအပ်ပါတယ်။သင် location နဲ့အနီးဆုံး server အလိုက် domain name ကိုရွေးချယ်ပါ။သင်နှစ်သက်ရာကဏ္ဍလေးလုံးပါတဲ့ server password ကိုထည့်သွင်းပါ PRG reset ခလုတ်ကို9စက္ကန့်ဖိထားပါပြီးရင် save ကိုနှိပ်ပါအောင်မြင်စွာ save ပြုလုပ်ပြီးပါက server IP address က software ထဲမှာတင်ရွေးချက်ထားတဲ့ domain ပြီးမှပေါ်လာပါလိမ့်မယ် project ကိုတင်ဆက်ဖို့ project ကိုနှိပ်ပါ save as ကိုနှိပ်ပါကျန်တဲ့တက်ရာ project နာမည်တစ်ခုထည့်သွင်းပြီး save ပြုလုပ်လိုက်ပါနောက်ပိုင်းမှာ open project မှာတစ်ဆင့် project file ကိုဖွင့်ပြီးသင်ရဲ့ file ကိုရွှေ့ကာ network configuration ကိုတွားပြီးတော့ cloud server ကိုရွေးချယ်ကအဝေးမှနေ programming ပြုလုပ်နိုင်ပါတယ်အကယ်၍သင်ရဲ့ TIS bus gateway ကို factory default configuration ပြန်လည်ပြုလုပ်ဖို့လိုအပ်ပါက PRG ခလုတ်ကိုစက္ကန့်20ဖိထားပေးဖို့လိုအပ်ပါတယ် reset ပြုလုပ်ပြီးနောက် gateway က default IP address 192.168.1.100 သို့ပြန်ရောက်သွားမှာဖြစ်ပါတယ်gateway ပေါ်ကအချိန်ကိုပြောင်းလဲဖို့အတွက် gateway setting ကိုဖွင့်ပြီး time lock ကိုတွားပါ get PC time ကိုနှိပ်ပါပြီးရင်သင်ရဲ့နိုင်ငံနဲ့မြို့ကိုရွေးချယ်ပါအကယ်၍မြို့ကိုစည်ရင်ထဲမှာမတွေ့ပါက longitude, latitude နဲ့ daylight saving ပြင်ဆင်ချက်များကိုကိုယ်တိုင်ထည့်သွင်းနိုင်ပါတယ် SMTP server တစ်ခုကိုရွေးချယ်ပေးပါဒါမှ gateway power ပြန်ဖွင့်ပြီးတဲ့အခါမှာလည်း internet မှာတစ်ဆင့်အချိန်ကိုအလိုလျောက် update လုပ်ပေးနိုင်မှာဖြစ်ပါတယ်broadcast time ကိုဖွင့်ပေးပါဒါမှ gateway ကတခြား TIS device များအားလုံးနဲ့မှတ်ကန်တဲ့အချိန်ကို sharing လုပ်ပေးနိုင်မှာဖြစ်ပါတယ် conflict မဖြစ်စေဖို့အတွက်သင် network အတွင်းမှာရှိတဲ့ device တစ်ခုထဲမှာသာ time broadcasting ကိုဖွင့်ထားပေးရမှာပါ